ညှိုးနွမ်းနေတဲ့ပန်းတပွင့်ကိုညွှန်ပြပြီးသူမကအင်ကိုရောင်းမဲ့လူပြောတိုင်းဒီပန်းကညှိုးနွမ်းသွားမယ်မရောင်းတော့ဘူးလို့ဆုံးဖြတ်တဲ့အခါပြင်လဲပွင့်ဖူးကြတယ်လို့ပြောလိုက်တယ်ဒီလိုအတိတ်ပဲမရှိတဲ့စကားတွေကိုကြားလိုက်ရတော့ဂျင်ဝမ်ကအပြုံးဆောင်ဆောင်နဲ့မယုံကြည်သဘောထားပြခဲ့တယ်သူကဒါဆိုမင်းရဲ့ဝိညာဉ်နဲ့တိုင်းရိုက်ညှိနှိုင်းကြမယ်လို့ပြောပြီးပန်းအိုးနာကိုရှောက်သွားတယ်အဲ့ဒီဘေးမှာထားတဲ့ပန်းညက်ကတ်ကိုကိုက်ပြီးအဆုံးသက်အခြေအနေတစ်ခုချပြလိုက်တယ်အိမ်ကိုရောင်းဖို့သဘောတူရင်ဒီပန်းကိုခေါင်းငုံလုပ်ပြမဟုတ်ရင်တော့ငါဖြတ်ပြမယ်လို့ပြောတယ်ဂျွန်ဝမ်ကထုံးစကန်ဇေတွက်လိုက်ပြီးကြည့်တော့ပန်းကမလုံမညက်တီနေစေပဲဖြစ်တယ်အီးစစ်တဲ့မျက်နှာနဲ့သူကကက်ကိုကိုက်ပြီးပန်းကိုဖြတ်ပြလိုက်တယ်အန်အိုးဟိုကောင်သားကအိမ်ပန်ရှင်ကရုတ်ကရက်ထရက်ပြီးဒေါသကြီးအော်ဟစ်ကဂျွန်ဝမ်ဟာတရေပူးထားတာပဲလို့ဆွဆွဲလိုက်တာပါဂျွန်ဝမ်ကချက်ချင်းပြန်လဲအငင်းပွားပြီးအယူကမင်းပဲအသက်ရှင်နေတဲ့သူတွေကအားလုံးကိုပြီးသားဆွေးနွေးထားတာကိုမင်းကတေဆုံးသူတွေကိုအကြောင်းပြပြီးအသုံးချနေတာပဲတရေဆိုလားမရှိဘူးဒီလိုအယူသီးမှုတွေမယူဆွက်ရေဘာကိုယူဆွက်လို့ခုံမလဲ